တတိယအချိန်မြောက်ဒါရိုက်တာဖြစ်စုံတဲ့ကားတကားဖြစ်ပါတယ်ဒီကားကိုဖလန်လည်းအရန်ရိုက်ချင်တယ်သူပြောရတာလည်းအရန်ကြာပြီအဲ့ဒီအချိန်မှာကျွန်တော်တို့ပြီးခဲ့တဲ့တစ်နှစ်ကျော်လောက်ကရိုက်ကူးပြစ်ခဲ့တယ်ပေါ့နော်ရိုက်ကူးပြစ်ခဲ့ပြီးတော့ဒါတေးဆောင်မင်းသမီးတွေအများကြီးနဲ့ကျွန်တော်တို့အကောင်းဆုံးစူးစမ်းရပါတယ်ဒီကားထဲမှာတယောက်ချင်းစီနဲ့လည်းအများကြီးတွေ့ရတယ်အစုအစုံပြီးတော့အများကြီးလည်းရရတယ်ဆိုတဲ့ခါကျတော့လေကျွန်တော်ဘက်ကတော့အကောင်းဆုံးတာဝန်ကြီးအောင်ကျွန်တော်အကောင်းဆုံးကျွန်တော်စီလာတဲ့ဆက်တစ်ခုကိုကျွန်တော်အကောင်းဆုံးကျွန်တော်ပုံပေါ်ပြီးတော့ရိုက်ခုပြခဲ့တယ်ဒီအတွက်ကြောင့်မလို့အကောင်းဆုံးရလက်ရလိမ့်မယ်လို့လည်းကျွန်တော်ယုံကြည်တယ်ဒီအတွက်ကြောင့်မလို့ဒီကားကိုကျွန်တော်ပရိသတ်ထံကိုကျွန်တော်ဒီချာချာလေး promote လုပ်ပြီးတော့ပို့ပေးမှာပါခက်ခဲတော့အရင်တော့မရှိဘူးဘာဖြစ်လို့လဲဆိုတော့ခါကြတော့ဒါကိုယ့်ရဲ့မောင်နှမရင်းနေပဲဆိုတဲ့ခါကြတော့လေဆိုတော့ထွေထူးထူးတော့မရှိပါဘူးဒါပါပဲလှုပ်လိုက်ကန်လိုက်တယ်ဒါအဓိကကတော့ဒီကားဟာတာမလုပ်အောင်ဟာတာမလုပ်အောင်ခလန်နဲ့စပြောတဲ့ကရိုက်တဲ့သူတွေအကုန်လုံးဟာတာပုံစံမျိုးမလုပ်ဘူးဒါကြည့်ရပရိသတ်ကသူကသူငိုချင်တဲ့ငိုရှိချင်တဲ့ရှိပေါ့နော်သူရဲ့ set frame ကဒီကားဆရာတယောက်ရဲ့ဒါအလွဲလေးတွေရယ်ပြီးတော့ဒါတနေပြီးတနေမှာမိန်းကလေးတွေနဲ့ချစ်တယ်ကြိုက်တယ်ဒါပေမဲ့သူကတာဝန်မယူတာမဟုတ်ဘူးအကုန်လုံးချစ်တယ်အကုန်လုံးလည်းအိမ်တဆောင်မိတပြောင်ကောင်းကောင်းမွန်မွန်ထားတယ်အလုပ်ကြိုးစားပြီးရှုံးကန်တယ်ဆိုတော့အခါကျတော့ဒါကားဆရာတယောက်ကဇလန်းပုံစံမျိုးပြီးတော့ကားဆရာတွေရဲ့သူ့ရဲ့ဘေးနားမှာပါဝင်တဲ့တပည့်လေးတွေရဲ့ဆိုတော့ဆရာနဲ့တပည့်ရဲ့အလွဲတွေရဲ့ကားမောင်းတဲ့အခါမှာဘယ်လိုမျိုးတွေတွေ့ကြုံရတယ်ဆိုတဲ့ဟာလေးတွေကိုဒါထူးထူးခြားခြားလေးတော့ရိုက်ကူးထားတယ်ခင်ဗျာကျွန်တော်ကတော့ကျွန်တော်ရိုက်ထားပြီးတဲ့ကားမှန်သမျှကျွန်တော်အဲ့ဒီအချိန်တုန်းကကြိုက်လို့ကျွန်တော်ရိုက်တယ်ဒီအချိန်မှာကျွန်တော်ကြိုက်တယ်မကြိုက်ဘူးဆိုတာကျွန်တော်စိတ်ထဲမှာအဲ့လိုမရှိဘူးကျွန်တော်လှုပ်ထားပြီးသားအရာတခုကိုကျွန်တော်ကောင်းကောင်းမွန်မွန်တာဝန်ယူတယ်ဘလို့ကားမျိုးပဲဖြစ်ဖြစ်ဘလို့အချိန်ကပဲရိုက်ခဲ့အဓိကကတော့ကျွန်တော်တို့စီမှာတင်တာနည်းနည်းနောက်ကြတော့Trump ဖြစ်တာနောက်ကြတာတော့ရှိတာပေါ့နော်အခုရိုက်အခုတင်တဲ့အခါမျိုးကတော့ရဖို့အတွက်အခွင့်အရေးကတော့ခဲရင်တယ်ပေါ့နော်ဒီအတွက်ကြောင့်မလို့ကားလေးတန်းစီပြီးစောက်ရတဲ့အချိန်မှာout of date ဖြစ်သွားတာမျိုးရှိတယ်ဒါပေမဲ့လည်းဒီကားကိုအဲ့ဒီအချိန်တုန်းကကိုမင်းသားတယောက်အနေနဲ့တေးသေးချာချာကန်လန်းပြီးရိုက်ကူးထားတယ်ဆိုလို့ရှိရင်ဒီကားဘယ်နဲ့ခုနှစ်မှာပဲယုံတင်ကျွန်တော်တို့ကဒီကားကို promote လုပ်ရမယ့်ဟာရှိတယ်ဒီစေတနာမှန်ကန်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီကားလေးလည်းအောင်မြင်ပါပါဘာဖြစ်ဖြစ်ဒါတရုတ်ဆောင်မင်းသမီးလည်းအများကြီးပါပဲဒီအတွက်ကြောင့်မလို့ကျွန်တော်ကတော့ကျွန်တော်ဒီကားကိုအကောင်းဆုံးကျွန်တော်သဘောကျလို့ရိုက်ခဲ့တယ်အခုထိလည်းသဘောကျနေလို့ပါပရိသတ်တွေအားလုံးလည်းဒီကားလေးကမကြခင်မှာမြန်မာတပြည်လုံးမှာပြသတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးလာရောက်ကြည့်ရှုအားပေးဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာဟုတ်